Plus မှာအခုကတော့ channel တော့ရဲ့တလနောင်းဆိုတဲ့ gravity ဆွဲထားတဲ့ဒီလမ်းကြောင်းကိုကြောင်းနေတာပေါ့နော်ဒီမှာက 25 နဲ့ဘယ်လိုပြောမလဲ coffee sign လည်းရှိတယ်ဟောဒီမှာမိုင်စားတဲ့ပုံတွေတွားရိုက်မယ်အဲ့တော့လိုက်ခဲ့ subscribe လုပ်ဖို့ပြောလိုက်လား ပြောရသေးတယ်တင်တယ် ဘူးဆိုလို့ရဲ့ social media platform တွေကို like share follow subscribe လေးလုပ်ထားပေးဦးတလနောင်းဆိုတာက Little Market လို့ထည့်ပေးရတယ်ဒီနေရာက Asian Chinatown Vibe ကိုပြေဝပေးစေတယ်နိုင်ငံခြားသားတိုင်းကြိုက်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ပြမတော့ရာဘရက်ဘက်ကိုရောက်ဖို့ပေမဲ့ဒီဘက်ကိုတစ်ခါမှမရောက်ဘူးလို့လာရောက်တက်ပုံရိုက်ခြင်းပဲဖြစ်ပါတယ်တလနောင်းဘက်ကိုရောက်ပြီဆိုတာနဲ့ Mother Roaster Coffee ဆိုင်ကတော့မဖြစ်မနေဝင်ရမယ့်ဆိုင်ဖြစ်ပါတယ်အခုလိုမျိုးကြောင်လေးတွေတွေ့မယ်ပြောလို့ရှိရင်ဒီလိုမျိုးပုံစံအပြက်ကြီးတစ်ခုတွေ့မယ်ဆိုလို့ရှိရင်တော့ဒီဆိုင်ကိုရောက်ပါပြီပုံစံကတော့မြင်ရတာအောက်မှာတော့ကားဟောင်းပစ္စည်းပိုင်းနေတယ်သူတို့အလှဆင်တာမဲ့ဒီအပေါ်တက်လိုက်တဲ့အခါမှာတော့လှပတက်ရက်ပြီးတော့နိုင်ငံခြားသားတိုင်းကြိုက်တဲ့ coffee ဆိုင်လေးကိုတွေ့ရမှာဖြစ်ပါတယ်အယူသားဆုံးပြောရမယ်ဆိုလို့ရှိရင်တော့ဒီဆိုင်က coffee ကဆွေးမတော်တော်တာမန်ပါပဲအရင်ထူးခြားပြီးကောင်းနေတဲ့ coffee ရတာတော့မဟုတ်ပါဘူးတောက်ဖြစ်ခဲ့တာကတော့ ice mocha ကို120ဘတ်ပေးပြီးတောက်ဖြစ်ခဲ့တယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ဒါလေးကဝင်ကြီးသဘောလိုပဲဆွေးမကတော့တတ်မှတ်လိုက်တယ်အရင် share မိုက်နေရတော့မဟုတ်ပေါ့နော်ရတာတော့တာမန်ပါပဲနာကနေသုံးခါမှာအတန်မပါတော့မပြောတော့ဘူးအဲ့တော့ပြပြမယ်နော်ဆိုတော့တောက်တဲ့ coffee ဆိုင်ကနေတောက်ပြီးရှင်အခုနောက်မှပြင်ရတယ်ပုံကြောင်းဝင်လို့ရတယ်အဲ့ပုံကြောင်း free ပေါ့နော်ဝင်လို့ရတယ်ညှိလို့လည်းရတယ်အဲ့ပြီးသွားလို့ရှိရင်ရှေ့မှာမြင်နေရတဲ့မြစ်ကြီးခါလဲကြောက်ဖျားမြစ်ကြောက်ဖျားမြစ်အဲ့ကြောက်ဖျားမြစ်ကိုလာပြီးတော့ကြည့်လို့ရတယ်အဲ့တော့အမကြည့်လိုက်အော်ပြလိုက်သူတို့ပြလိုက်သူတို့ကိုပြလိုက်မြင်ဘူးအောင်ကြောက်ဖျားမြစ်ဆိုတာအဒ္ဒါပဲအခုမြင်နေရတဲ့ကားဟောင်းတစ်စီးကစီးလို့ကြိုနေပြီဆိုလို့ရှင်တော့32 bar Thai craft chocolate ဆိုင်ကိုရောက်ပါပြီထောင်းကောင်းမလားလူထောင်းကောင်းအဲ့လိုတော့ကောင်းဒီနေရာက photo spot နေရာကောင်းတစ်ခုလည်းဖြစ်ပါတယ်နိုင်ငံသားတိုင်းကြိုက်တဲ့နေရာဆိုရင်လည်းမမှားပါဘူးလူကြိုက်များတဲ့နေရာလေးဖြစ်တဲ့အတွက်ကြောင့်မလို့အထဲမှာတော့လူများနေပါတယ်နောက်ပြီးတော့အထက်ကနေရာလဲကျင်းနေပေါ့နော်ဒီမှာကထိုင်းနိုင်ငံဒေသထွက်ဒီ chocolate အရာသား12မျိုးပေါ့နော်12မျိုးကိုဒီ hot chocolate အနေနဲ့ပြန်ပြီးတော့ဖြောတောက်လို့ရတယ်ဆိုမှတော့ဖြောမတောက်ဘူးအဲကနေပြီးတော့ဟိုနမတ်တစ်ခုကိုဆိုမှမြည်ပြီးတော့ဝယ်လာခဲ့တယ်အဲ့ဒါကဘတ်40ပေးရပါတယ်တစ်ခုတော်တော်များများကတော့သူတို့ရွေးရတဲ့ chocolate ကို hot chocolate ပြန်ပြီးတော့ဖြောပြီးတော့တောက်ကြရပေါ့နော်ဒီမှာကတော့ဒီလောက်ပါပဲဒီနေရာလေးကတော်တော်လေးရှောက်ပြီးသွားတယ်တော်တော်လေးညောင်းလို့ကွာဒီမှာတစ်ခုရှိတာလေကော်ဖီဆိုင်တွေကအများကြီးပဲရှိရဲအဲ့တော့ဟိုကိုတောက်ချင်တဲ့ဆိုင်နော်ကိုကိုရင်းဖြစ်တဲ့ဆိုင်ဆိုလို့ရှိရင်အရင်ဆုံးအနာနာမှာ research လုပ်ပြီးတော့ကောင်းတယ် mic တယ်ဆိုတဲ့ဆိုင်တပုံရိုက်ချင်တယ်ဆိုတဲ့ဆိုင်လာခဲ့ရိုက်ဒီမှာဆိုလို့ရှိရင် research လုပ်ထားတာပဲတောက်တယ်သွားရလာရင်ပြီးလဲပြီးတော့တခြားထပ်ပြီး mic တဲ့ဆိုင်ပြီးတော့မတောက်နိုင်တော့ဘူးဝင်လည်းမဝင်နိုင်ဘူးမတောက်ဘဲနဲ့တော့မဝင်ချင်ဘူးကွာအဲ့တော့ research လုပ်ဖို့အတွက်ပြောချင်ပါတယ်လောက်ပဲမောနေပြီဒီနေ့တော်လောက်ပါပဲကြိုက်တဲ့နေရာလေးရှိရဆိုလို့ရှင်မှန်ခဲ့ပါကိုစုလူရဲ့ social media platform တွေ like share follow subscribe လုပ်ဖို့မမေ့ပါနဲ့နောက်ပတ်တနင်္လာနေ့မှာဗီဒီယိုတစ်ခုနဲ့ပြန်တွေ့မယ်တတာ